အဲ့မှာရေဘေးစတင်ဖြစ်ပွားရနေရဖြစ်တဲ့ဒါမြေကျိုးတာကြီးပေါ့နော်နောက်ထပ်ရက်အနည်းငယ်အတွင်းမှာဒီအကြီးကလုံးဝပြီးသွားမှာပေါ့နော်ရေဝင်တဲ့ပမာဏကို90%ရှော့ချလိုက်နော်ဒါတွေကိုတိုးဆိုင်ပြီးတော့ဒီပိုင်ရဲဆက်ကြီးနေရိုက် IW ရဲ့အတိကဘိုးချမှတ်ကြတဲ့အလဲကောင်ဟုတ်တယ်မနာပြောင်းပါလေပြီးအခုကျွန်တော်တို့လာလူရဲ့အချိန်မှာကိုကြီးတို့ညောင်လာလူပေးပါဦးနေရဲတဲ့ကိုကြီးတို့ညောင်မှာတကယ်ကိုခက်ခဲဖြစ်နေတာပါတဲ့အဲ့မှာရေဘေးစတင်ဖြစ်ပွားရနေရဖြစ်တဲ့ဒါမြေကျိုးတာကြီးပေါ့နော်မြေကျိုးတာကြီးဒါစိတ်နှုတ်ကုန်းရွာရဲ့ဒီဘက်မှာရှိတာနော်မြေကျိုးတာကြီးဒီတာကြီးကပွင့်ထွက်သွားတာပေါ့နော်ဒီတာကြီးပွင့်သွားတဲ့ဟာကိုကျွန်တော်တို့အဲ့ရနေရေတော်ဝင်ပြီးတော့မှဒီမြို့တွေကိုပေါ့နော်ရေလွှမ်းမိုးသွားတာပေါ့အခုဒီတာကြီးကိုကျွန်တော်တို့ဒီမှာဟိုပြင်ဆင်နေပြီပေါ့နော်ပိတ်နေပြီဒီတာကြီးကိုပိတ်နေပြီဒါပေမဲ့ဟိုအလုံးစုံတော့မပြီးသေးဘူးဒါလုပ်ငန်းဆောင်ရွက်နေတဲ့အချိန်ပဲရှိသေးတယ်ကျွန်တော်တို့ဒီမှာဒီတဲတွေနဲ့မှုတ်တင်ပြီးတော့တုတ်တွေရိုက်ဘောင်တွေခတ်ပြီးတော့ပေါ့နော်အခုတဲသင်းမောတွေအကုန်လုံးမှုတ်တင်ပြီးတော့ဒါကြီးကိုပြန်ပိတ်နေတာပေါ့နော်အခုမိုးလေဝသလည်းကောင်းတယ်ရာသီဥတုလည်းကောင်းတယ်ဆိုတော့ကျွန်တော်ထင်တယ်နောက်ထပ်ရက်အနည်းငယ်အတွင်းမှာဒီအကြီးကလုံးဝပြီးသွားမှာပေါ့နော်ပြီးသွားမှာတချို့ကြောင့်စိုးရိမ်ကြတယ်ပေါ့နော်ဒီရေတွေကဒီပေါက်ကျုပ်မပိတ်ရသေးဘဲနဲ့ဘယ်လိုလုပ်ဟိုဖြစ်မလဲတို့ဘာလို့ပေါ့နော်တော့တယ်တော့ဒီရေကိုတားဆီးနိုင်ပြီပေါ့နော်ဒီအထက်မှာရှိတဲ့ရေလောက်ပဲပြန်ပြီးတော့ဟိုတစ်ဖက်ကိုပြန်ဆင်းရင်ဒါပြီးသွားမှာဒီဇလန်အခုတော့ဒီတာကြီးကိုအခုဒါဆောင်ရွက်နေတာပေါ့နော်အလုံသမား100ကျော်ဝန်းကျင်ဒီမှာလှုပ်ပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်ဒါကိုကျွန်တော် online ပေါ်မိသားစုတွေတငယ်ချင်းတွေသိအောင်လို့ဒီမြေကျိုးတာအထိရောက်အောင်လာပြီးတော့ကျွန်တော်တို့ဒါချပြပေးတာဖြစ်ပါတယ်နော်ပိုးဘက်မှာဆိုရင်ဘာရွာကြီးဒါပြီးတယ်နော်ဟောပြီးတယ်ဟုတ်ဒါကြောင့်ငဝင်မြစ်ပေါ့ဟုတ်ငဝင်မြစ်ဟုတ်ဒါဒရိုင်းရာယူတိုင်းဒါကျိုးကပေဘယ်လောက်ရှိကျိုးကဘူးလို့သွားလိုက်300တပတ်လည်းပေ300လောက်ရှိနှစ်ကပေ30ရှိဟောအနစ်ပေ30အနစ်နော်ဒါအခုတဲဖို့မယ်တဲဖို့ပြီးရောဘာတွေထက်ရိုက်ခိုင်းမမလားခိုင်းတော့ဟိုတိမိုးကြီးတော့မြုပ်ဟော CB ဘောကြီးမြုပ်ပါဟောCB ဘောကြီးတွေတဲတွေထိတ်မြုပ်မယ်မြုပ်ပြီးရင်သူကတုတ်တွေရိုက်မယ်ရိုက်ပြီးတော့အပေါ်ကနေတဲတွေပြန်ဖို့ဖိမယ်အဲဘောနော်လုံးဝခိုင်သွားအောင်လုပ်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါမြေကျိုးတာဖြစ်ပါတယ်ဒါအတွင်းမြို့ကြည့်ကျင်တဲ့အတွင်းနော်ဟိုသွားမယ်နော်မောင်ဆုံးထိန်းလိုက်တဲ့မြန်မာနည်းမြန်မာဟာပေါ့အဲဒီမှာတော့သူတို့တန်မင်းရောင်းနေပေါ့နော်ဒါတွေကိုတိုးဆိုင်ပြီးတော့ပိုင်ရဲဆက်ကြီးနေရိုက်ဒီမှာဆက်စင်တဲ့ဟိုဘက်ကမ်းမှာဒါဟိုဘက်ကမ်းပဲရှိတော့ဒီနည်းလေးပဲရှိတယ်နော်ဒါသူတို့တဲဆုပ်တယ်တဲထည့်တယ်သူ့တောင်းနဲ့သူပေါ့နော်အများကြီးဆောင်ပြတယ်ရေဝင်တဲ့ပမာဏကို90%ရှော့ချလိုက်ရေဝင်တဲ့ပမာဏကို90%ရှော့ချလိုက်တယ်။ဘာလို့ဒီမှာဟောကျွန်တော်ဗောဓရင်ဝင်နေပြီးတော့ဒီနေ့ဒီလိုသမားတွေအားလုံးကိုလာရောက်ပြီးတော့ဒီကနေ့ဖြစ်ပါတယ်။မဟုတ်ပါတယ်အချိုကြီးအေးပေါ့နော်။ညပင်မနေတဲ့အချိန်မှာအေးတိုက်တယ်ကြက်ဥကျွေးတယ်မုံကျွေးတယ်ပြီးတဲ့အခါကျတော့ပတ်စံမှာတို့ကိုအားပေးတဲ့အနေနဲ့သူသားမှာဖြစ်ပါတယ်အားလုံးကလည်းတက်ပြီးတော့ရှင်းနေတယ်ပြပြရှင်းဆိုတာတော့လုပ်ငန်းပေါ်မှာပြောရှင်းတာပါဒီကြီးရာကိုတာကျိုးတော့ပြောရှင်းတာမဟုတ်ဘူးပေါ့နော်အားလုံးဒီအလုပ်ကိုဒီအားလုံးပြည်သူတွေအားလုံးရဲ့စီစဉ်ရရှိမှုတွေပါဝင်နိုင်အောင်သူတို့ဆောင်ရွက်တဲ့နေရာမှာသူတို့အားကျုံမှတက်လုပ်ပြီးတယ်လို့ပြောတာဖြစ်ပါတယ်နော်တော်တော်လေးထိရှုံနိုင်ပါပြီရေဝင်နဲ့ပမာဏ90%ထိန်းချုပ်နိုင်ပြီလို့ပညာရှင်များကတွက်ချက်ပါတယ်။ရည်စည်းတဲ့နှုန်းတွေရော့သွားပါပြီ။ဒီလေးတော့ကြာပါပါ။အဲ့လိုပြောလို့90%တွက်ချတယ်ဆိုပြီးတော့ချိန်ကြည့်လာဆိုတော့
ပိုင်ရိုက်နေတဲ့ပုံစံဖြစ်တယ်နဲ့ဒါကြီးနဲ့ပေါင်းလို့ရတယ်ပိုင်ရိုက်တဲ့စတီဒီတာမီကြောင်းကြီးကိုဒီလိုဆက်ပြီးရေဝင်တဲ့ area တော့50ရာခိုင်နှုန်းရေဝင်တဲ့ပမာဏ sorry area မဟုတ်ဘူးเนาะဒီမှာပမာဏ50ရာခိုင်နှုန်းစော့ချလိုက်ဒီမှာအခုမှမုံကြီးအေးတောက်လိုက်တာအေးတိုက်တာမုံနဲ့အေးလူကြတော့ခဏလေးနားရနော်လုံးမဲ့သိရအောင်ငါရိုက်ကြည့်နော်ဒီကတော့ဆက်ကြည့်ဟုတ်ကဲ့မင်္ဂလာပါဗျနော်အခုကျွန်တော်တို့လာလူရဲ့အချိန်မှာကျွန်တော်တို့လောက်ကန်နေတဲ့အချိန်မှာဒီเจ้าဆရာဒီကိုကြီးကညီလေးကိုကြီးတို့သွားလာလူပေးပါဦးဒီရဲတဲ့ကိုကြီးတို့သွားမှာတကယ်ကိုခက်ခဲဖြစ်နေတာပါတဲ့အင်ဂျင်က60နဲ့ရှိတာပါတဲ့ဒါပေမဲ့ကုန်းပေါ်မှာ30ရေထဲမှာ30တော့ပတ်သက်ရှိလို့တောင်မှပဲဝဲစားစရာလုံးဝမရှိပါဘူးညားတဲ့တော့ပတ်လည်းဝိုင်းနေပါတော့အဲကျွန်တော်ကမယုံဘူးအားနဲ့ကျွန်တော်တို့လက်တွေ့ကျွန်တော်တို့ကသွားလေးလာရတော့တကယ်မှန်တယ်ဘသူမှလာပြီးတော့မလူးဆိုတာလဲကျွန်တော်လက်ခံနေကြဘာကြောင့်လဲဟိုပြောပြတယ်မှာသွားဖို့လမ်းကိုအစင်မပြေဆိုင်ငယ်တော်မှမတည်လို့ကန်ကောင်းလို့ပြုတ်ကြတယ်ဘယ်လိုလဲဟုတ်ထပ်ပြောပြမယ်ပထမဆုံးရေတန်းလိုက်ဝက်ကြတယ်အဲ့ကနေကုန်းတန်းကုန်းကနေပြီးအဲ့ရွာနဲ့ရောက်တော့ကျွန်တော်ဝဘိုးကဖောင်းဘိုးဘဖောင်းနေသူမရောက်ဘူးအဲ့ထွက်နေခုကျွန်တော်တို့လာတာလိုက်ဝက်ကြော်သွားပြီနော်လိုက်ဝက်ကြော်သွားပြီကျွန်တော်တယောက်ရတဲ့တစ်စစ်တကဟိုဘက်ရွာကိုထပ်သွားအောင်ဘွဲကြီးထပ်ကောင်းမှာတကားနဲ့ပဲအဲ့ကနေပြီးတော့တစ်စစ်အဲ့ရွာနေတစ်စစ်ဟိုဘက်ကိုတဲ့ဟိုဗာနဲ့လှည့်မရှိလို့ဗာနဲ့ဝဘိုးကဖောင်းနဲ့တကပုတ်ထားလားစစ်တက်ထားတဲ့ဝဘိုးကဖောင်းဒီလိုအိုင်းနဲ့ဝဘိုးကဖောင်းကိုစစ်တက်ထားတယ်တဲ့ပြီးတော့မောမှာမိနစ်40တယ်ဗျအဲ့ဒါကျွန်တော်မသွားရဲလို့အခုကျောင်းဆရာကိုကျွန်တော်တို့လက်တွေ့နော်အဲ့ပစ္စည်းနဲ့အတူအင်60အတွက်သိဟိုပါပေါ့တင်တောင်ကို3000လုံးနဲ့တင်တောင်တော့18သိန်းနော်ပြီးတော့ပစ္စည်းပစ္စည်းအပြည့်စုံနဲ့ကိုစိတ်တန်းကြစီမံလိုက်ပါတော့ဟုတ်အဲ့တော့ဒါအဲ့ဟိုကျောင်းဆရာပြပါတယ်နော်ဒီမှာဆက်ကလူများပဲ ညီမတို့ကပြောထားပြီးသားဖြစ်တဲ့အတွက်အရန်ဝေးတဲ့ခရီးကြတော့ညီမတို့လည်းမတက်နိုင်တော့လို့ပါဒါလေးကိုလက်ခံပေးပြီးတော့ကိုရညီမတို့အစားလက်ဆင့်ကမ်းပြီးတော့ပေးပါလို့ပါ ဒါကတော့ပြစ်ဖို့သူပင်ရတဲ့ပုတ်ပါနော်ဒါကလေတရားနေဆိုရှင်ပြစ်သွားတာပါဗျာနော်ပြစ်သွားတာပါဗျာတကယ်ကိုစိတ်မကောင်းကြပါဘူးဒါပေါ့ဟုတ်ဒီပြစ်သွားကြကျွန်တော်တို့ကဒါသရရိုက်တယ်မဟုတ်ပါဘူးဒါတကယ်လက်တွေ့ကျွန်တော်တို့လက်တွေ့ကိုယ်တိုင်ဒါခွင့်စပြီးတော့လေ့လာပြီးတော့တကယ်ကိုကျွန်တော်တို့တမ်းပေးတယ်ပြပါတယ်ဗျာသွားနေရကဒါကတော့ခွာကုတ်အင်ဂျင်30ပဲရှိရတော့ဒီပြည်အလဲကောင်ထဲမှာအင်ဂျင်30ပဲရှိလူရဲ့တရားရှိတယ်သူကအခုဘယ်လိုနေရလဲဆိုတော့ပုံလူရောရဲ့အပေါ်ထဲမှာပဲနေရတာနော်အဲ့မှာစာရေးစာတက်လက်နေတဲ့ကြောင့်ကျွန်တော်တော့ပြပါတယ်ဗျာတန်းတော်လူခေါ်ရပါတင်ညာဦးသေးဘုရားဆိုင်သားရဒီအကားပဲဆရာမကြီးသားနဲ့ဆိုင်သားရကိုကြီးစပယ်ကိုကြီးရဲလေးကိုကြီးဝင်းနေနိုင်
ဒီကားသူတွေနဲ့စပေါင်းပြီးတော့ပေါ့နော်ကိုလေးသားသမီးအလူနဲ့ပြီးတော့ရှင်ပြဒီမှာရက်ခက်တဲ့နေတဲ့နေရာလေးကိုလာဒီမှာဖြစ်ပါတယ်ရှင်ဗျာပြီးတော့တို့ဟောဒီလာလေးကိုလာဖို့တော့ဆက်လျာခက်ခက်ဖြစ်တဲ့အတွက်ကြောင့်ရေသက်29ပါရဲ့မမ33ပါရဲ့ဝေသား15သိန်းတက်ဟောဒီကိုကြီးတပည့်ကနေပြီးတော့ဝေသား5သိန်းတက်ပြီးတော့ဟောတော့ကိုလေးသားသမီးအလူတွေငွေက10သိန်းဟိုကရတဲ့ကိုကြောင်းတိုင်းမှာဒါရေပြီးထဲမှာဒါကြီးကြီးပေါ့နော်ရွာလေးကအင်ဂျင်40နဲ့လေလူရဘလောက်နေဗျာလူကြီး123ရောက်ဒီမှာကြောက်တော်လေးမှာခက်ခဲသူ့ဝေးပြန်နေဆိုင်ကြပါဘောနော်အဲ့ဒီမှာလူစင်းတဲ့လူကနေပါလေခင်ဗျာဝမ်းကူကြီးတော့ပါဗျာအဲ့ကပြောအောင်ရှင်ဗျာ15သိန်းပေါ့တိုင်းတယ်ရှင်ဗျာရိုက်တာကိုတူတာနေကိုတူတာနေသာသနာ့ဗိမ္မာန်ဆရာတော်ကပွဲအာဒီကိုဒီပဲကိုဒီပဲမိသားစုကိုဒီပဲမိသားစုပါဗျာတောင်းပါဗျာဘာလို့လဲဘာလို့လဲဘာလုံးဒီဘာဝတိယာဘာဘုံအောက်တိုင်းကိုဒီဒီပါရှင်ပြာဒီရပါဒီလိုလို့ပူဇာကျန်တော်သူများကိုသိတော်အတိပိုင်းခြား၍ညံ့ပြီးတော်မူပါရှင်ပြာပြီးတော့ဘွားတွေပြင်ထုတ်ပေးပါလို့အကုန်ဒီနားလေးကိုလာပေးပါလို့ဒီတက်ရေတွေဝင်နေပြီသမီးတို့ဒီလာပေးပါလားလာပေးပါလားဒီကိုလာပေးပါလို့အေးသမီးဘူးတယ်ဒီမှာတခါတည်းဝင်မယ်ဟိုကသမီးသွားဟိုအိမ်အောင်စုတစုကို1000စီပေးမယ်အတီဒီမှာပတ်စံနေပါလားဘယ်နှစုလဲတတ်ရက်ပြီခလေးတွေတော့မပါဘူးသမီးရဲ့လားသမီးတိုင်းရောတယောက်ပဲနော်သမီးနော်ပြသမီးရနေနေကအလူရှင်နာမည်တွေနေဖက်မယ်လားသမီးခမင်းဟင်းလားစောစောကဘုန်းကြီးကစီးရင်လောက်ရတော့ဆိုဦးကြီးတို့ကဘာလုပ်နေလို့လဲဦးကြီးလာပါအောင်ဟဲ့သမီးကတော့နာမည်မခေါ်နဲ့ကျမအကုန်လူမှာသမီးကအကုန်လူမှာပတ်စံတိန်အောင်1000ဒါကိုက်အနည်းကိုပေး တိန်အောင်1000ရတယ်အနီမိုးရေတွေမှာနေနေသမီးဓာဖွင့်လိုက်ရှစ်တုံးမလားလာဒီလိုလား ဟိုဖွင့်ပေးလိုက် ဒီကနေဝေးမယ်ဦးကြီးဒါလူတိုင်းကိုပေးမယ်သမီးကပတ်စံတိန်အောင်1000ပေးမှာဟုတ်ပြီနော်သမီးရေလှုပ်တုတ်လေးထိပေးဟဲ့ထိပေးလဲတစ်ဖက်လား သမီးကဝတ်သားနဲ့ဒီလေးထည့်လာတယ်နော်ဟုတ်ကဲ့ညနေလဲ ဟုတ်ကြည့် မပူနဲ့ညနေလဲလာဖို့မယ်ဖေးသားရေးပြေး မကြည့်ဘူး ဗီဒီယိုရိုက်ဘလို့ရိုက်ကလာပါတော့ပဲဝေတော့မလားကဲချမ်းမမသေးဘူးဟုတ်နော်ရောလာတော့တော့ ဒါတခမင်းတင်ထားရသိလားအဲ့ဟုတ်ကဖြေသမီးကျင်းချလိုက်အောင်မနော်ကျင်းလိုက်ရမှာအခါတော့ကိုကျင်းပါမယ်သူကောင်းလာတယ်လူရမ်းလာတဲ့လူရှင်များကိုငါရေပေးသိမ့်ပြည်သူများသမီးခင်ဗျာလာရောက်လူတန်းပေးနေတာဖြစ်ပါတယ်ခင်ဗျာလူဒီမှာလည်းမသိကြတော့အချင်းချင်းကမှနာမည်ကိုပြန်လို့ဘုရားကဘုရားပြန်လို့ တဲချ ဟောပြန်ပြီးမှာ အဲ့ဒီရှိတော့ 我家我那种家嘛，我那个妹妹干的可以变来。 ဟုတ်တယ်ဘယ်တော့ပြောင်းမှာလဲဒီ ပါဒီလိုပါကြောင်း လာမစားတော့ဒါမနေ့ဒါမနေ့ကတော့ပြင်လာတာပါတော့ဆိုင်တော့ဒီနေ့ဝတ်သားနေရှိနေတာဒါရေပဲပြည်သူတွေတိုးချက်ရောက်ကမှအိမ်မှာနေလို့မရတော့တဲ့အတွက် အဲ့ဒီရှိတော့လို့ဘာရှိတော့ အိမ်မှာအချင်းတို့ပြောပါသေးတယ်ဝါမှုပေးမယ်ဆိုပေးနဲ့အပေါ်ဒီပြင်းမြုပ်နေလို့ပါတဲ့ ဟိုကိုယ်ကိုရမ်းနေကိုယ်ရှိရသွားလိုက်တော့ဖြည့်ပြီ နေရောက်တော့လာနေရောက်လူနေတာပါအဲ့ဒီတော့ဆောင်းဝါရဟိုတော်တော်လေးပေးပါဦးမယ်ဆိုတော့ဒါတော့လာအဲ့ပါလေဝတ်တထာကိုသေးစာမသိန်းစာဦးမိသားစုခိတ္တထိုင်းနိုင်ငံမှာထမင်းဘူး40ကိုဆိုမမိုးမဆိုးမိသားစုမှာထမင်းဘူး200ဒေါ်တီတီဆွေနယူးယောက် USA မှာထမင်းဘူး158ဘူး
တရုတ်ပြည်မှာတငယ်ချင်းများတို့မှာစုပေါင်း၍160ဘူးဧပြီအသင်းဆက်ရည်ဘုံခံမှာခမင်းမှု400ဘူးဦးတန်ဖို့ဒေါက်ခင်ခင်တို့ဟာရည်စုရသားသမီးမြင့်မြင့်မိသားစုများမှဘူး40ကွယ်လွန်သူဖခင်ဦးတင်လိုင်းမောင်လေးကိုတင်မောင်ဝင်းတို့ကိုရည်စုရသမီးတော်ဆန်းဆန်းမောင်မိသားစုမှ4ဘူးဘူးတစ်ထောင်ဟူတန်းပေးတာပါမနက်900ည900ဟူတန်းပေးမှာပါရှင် ဒီပဲရောက်သွားလဲ1000စီကိုလူတက်တက်ဒီမှာစီလေးပါဒါ ဟောတက်1000စီကိုလူတက်စီပေးပါတဲ့ ဓာတ်ပုံတွေရောဓာတ်ပုံတွေရတယ်သမီး emission စီးရင်ဓာတ်ချောက်ချင်ရတယ်ဓာတ်တစ်ပတ်ထပ်ချင်ရလားဓာတ်တော့အဲ့လင်းနေလိုက်ချပေးလိုက်လား ဟုတ်လေးလိုက်ရှာရမယ် ဟုတ်တယ်အလုံးချင်းနေဒီနေ့ကစပြီးလူပေးနေပါပြီလို့ရေတော့ရတယ် ကျမဆမ်း ဒီနေ့နဲ့မတော်ရဘဲနဲ့ရေတော့လေးကတကယ်မြုပ်နေတဲ့လူတွေပါရှင်ဟိုဘက်ကလေးကိုပြလိုက်ကိုဒီဘက်ကိုလည်း ရ ပြ ရ အရင်တော့အောက်မှာထင်းလေးတွေနဲ့ချက်ဆောင်နေတယ်ဒီနေ့မနေ့ချက်လို့မရတော့ဘူးညတော့ရေတွေတက်လာလို့ညနေလာဒီလိုတော့ဟုတ်တာ မန်တင်းစာကိုနိုင်ငံမှာထမင်းမှု40ကိုဆိုးမမိုးမိသားစုမှာထမင်းမှု200ဒေါ်တီတီဆွေနယူးယောက် USA မှာထမင်းမှု159ဘူးတရုတ်ပြည်မှာတငယ်ချင်းများစုပေါင်းရင်160ဘူးဧပြီသင်းဆန်းရင်မှုခံမ400ဘူးဦးတန်ဖို့ဒေါက်ခင်ခင်တို့ကရည်စုရသားသမီးမိသားစုများ40ဘူးကွယ်လွန်သူဖခင်ဦးတင်တိုင်းမောင်လေးကိုတင်မောင်ဝင်းတို့ကိုရည်စုရသမီးဒေါ်ဆန်းဆန်းမောင်မိသားစုမှာ4ဘူးစုပါဘူး1000ထူတန်းထားပါရှိဒီနေ့မနက် မနေ့900ည900တခါတည်းချပေးထားတာပါ တော့ညီမ ရိုက်လေရိုက်လေဒေါ်ကြီးလောင်းပဲရုပ်ပြန်လာလေမမြုပ်သေးဘူးလားမြုပ်တာဘယ်လိုလုပ်ချက်မလဲဒါဒီမှာချက်ဖို့ဒီရောတော့မှာဘယ်လိုလုပ်ချက်မလဲဘယ်နှစ်ယောက်လဲယူသွားဘူးသားမင်းနေနှစ်ယောက်ဆိုနှစ်ဘူးယူဝတ်သားစားတယ်မလားဟုတ်စားပါဘူးဒီမှာအိုးလေးတွေပြန်ယူအောင်ညနေလဲလာဖို့မယ်လားဒီနေ့မချက်ရင်မချက်နဲ့ဒီနေ့မချက်ရင်မချက်နဲ့နော်ဟုတ်ပါလေတမီးဒီသူလေးကိုဒီကိုပြလိုက်ကအနိနာမလိုက်နဲ့ဘူးဟုတ်ပြီဟုတ်ပြီမင်းဟုတ်လိုက်ပါ ပါတယ် နေရတော့ပြောနော်ဆက်ရတော့ပြောတော့ ဆန်းဆန်းဆုံးမင်္ဂလာပါဦးတင်တို့မင်္ဂလာပါရှင်ပြတော့လားဘယ်တန်းဆိုမင်္ဂလာပါအနည်းဆန်းများမင်္ဂလာပါရှင် မင်းရတာဘာလို့ ဒီခေတ်တင်ချုံမင်္ဂလာပါဦးနိုင်မင်္ဂလာပါရှင်ပြီးအမမိသားစုပဲနဲ့စီးတာပြင်းနေသမီးတွေလာဝင်အဲ့ဒီမိသားစုပဲပြီးရမှာနိုင်ဒါလေးအတူလေးအချာကြီးပါမယ်ဘာငါ့ဘူးဝတ်သားညနေလဲဝတ်သားစားကျင်တယ်တခါမှမစားဘူးဝတ်သားအိမ်မလားကိုရတာကိုမရဘူး။ဒီကမိုက်လို့တော့ဒီကဒီမပန်းလို့တော့အဲ့မှာပါဒီကတော့စားတယ်စားတယ်ပါရင်းပါဘူး။တော့ဘယ်ကတော့ဘယ်ကတော့ချက်တာပါတဲ့မှာလည်း
သမီးမှုစာရေးတဲ့အတွက်သမီးမှုဆောင်လာပြန်ပြတဲ့လူရှင်တွေကတော့ကိုတေးစာအောင်မတင်းစာဥမိသားစုခေတ္တထိုင်းနိုင်ငံမှာသမီးမှု40ကိုစိုးမမိုးမိသားစုမှာသမီးမှု200ဒေါ်ကြီးဆွေနယူးယောက် USA မှာသမီးမှု150ခုတပြုတ်ပြီးမှကျတဲ့စုမှာ160ခုဧပြီတဲ့ဆိုင်ရုံမှာ400ဘူးကိုထပ်ဖို့တော့ခင်တို့ဟာယေရှုရဲ့သားသမီးမြေပြင်မိသားစုများမှာ40ဘူးပဲလို့တခါခင်ဦးတင်လိုက်မောင်လေးတော်တင်မောင်လေးကိုတင်မောင်ဝင်းတို့ကိုယေရှုရဲ့သမီးတော်ဆန်းဆန်းမောင်မိသားစုမှာ4ဘူးမနက်900ညနေ900ထပ်လို့ပြမှာပါရှင်ဒါမင်းကဘာသာပါတယ်ကျွန်တော်ကနေရောက်နေပဲဘယ်ရောက်လို့လဲဘယ်ရောက်လို့လဲကိုယ်ကတော့နောက်တယ်ဟာမင်းပြောရအောင်ဘာလို့လဲပြီးဘာလို့လဲတားတယ်ဟိုတော့မဆေးရမဟုတ်တော့စပယ်လို့လည်းလူကုန်နေပြီကြားတယ်တက်ဆက်နေလို့တားလေးမေးဖို့မရသေးတယ်ကွာဘောဘောကတယောက်ချင်းသွားမယ်ဆိုတော့ဒီလိုလုပ်ပေးတာဒီတိတ်ကဘာမှပြင်မေးဖို့မှအဆက်မစဲနေဘူးစီးချင်းတာရှိတယ်ဒီတော့तुम्हारे लोग का वही लोग हैं हमारा उनका लोग कर रहे हैं वही लोग हैंသူကရေကမတော့မှန်ကြောင်လာသိချာမင်းဘူးမှုတထောင်လူရန်ပေးတဲ့လူရှင်တွေကတော့ကိုတေးစာအောင်မတင်းစာအောင်မိသားစုခေတ္တထိုင်းနိုင်ငံမှာထမင်းမှု40ကိုစိုးမမိုးမိသားစုမှာထမင်းမှု200ဒေါ်ကြီးဆွေနယူးယောက် USA မှာထမင်းမှု150ဘူးတရုတ်ပြည်မှာနိုင်ငံချင်းစုပေါင်းရ160ဘူးဧပြီတဲ့ဆိုင်ရုံဖက်မှာဘူး400ဦးတန်ဖို့ဒေါခင်ခင်တို့ဟာယေစုရဲ့သားသမီးမြေမိသားစုမှာဘူး40ဘလုံးသူဖခင်ဦးတင်လိုက်မောင်လေးကိုတင်မဝင်းတို့ကိုယေစုရဲ့သမီးဒေါ်ဆန်းဆန်းမောင်မိသားစုမှာထမင်းဘူး4ဘူးသူပါ900လူရထားတာပါရှင်တင်လဲ900ထည့်လာပါမယ်ငယ်900ထပ်မလူရန်ပေးမှာပါရှင်လို့တဲ့သူကလေတိန်အောင်1000ပဲနေမယ်ဆိုတော့တကူးမှလို့ပဲဟိုလေကိုကအတန်ဝင်အောင်ပြောမယ်လေသူတို့သဘောမပါဘူးလူတိုင်းပေးမယ်လို့ပြောပြီးတာတို့အထက်မှာဝင်းနေတာလားမရအောင်မလို့ညနေလဲအကုန်ရမယ်လားညနေ4နာရီခွဲလောက်ဝယ်ပေးမယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ဘာလို့လဲလာအလားလာယူဝတ်သားရင်းတော့ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုနေကြမှာငါကလည်းမရှိဘူးလေနော်ဝယ်ဝယ်ရအောင်ပြရအောင်ဘာကြောင့်တောင်းအောင်လို့လာလို့ဒီနေ့ကျမတို့အလူရှင်စင်းရတော့တောက်လျှောက်ကနော်ဒီမှာပါရှင်ကျမတို့ဒီလိုရေမြုပ်နေတဲ့နေရာမှာလာလူပေးတာပါရှင်ဟိုမှာမီးဖိုးလေးနဲ့ပြောင်းလာကြပါပြီနော်ဒါလည်းရေပဲတင်ပြည်သူပါပဲလို့လှေမစည်းရပါနဲ့ကျမတို့ဒါကားတောင်ဘိုင်းမလွတ်တော့နောက်ရက်ကိုတော့ကျမတို့လောင်းလေလေးနဲ့လာပါတော့မယ်ဆက်လေတော့ကျမတို့မြို့မှာမရှိပါဘူးနော်အော်နိုးလန်တိုင်နေပြန်ဖြတ်ပလိုက်တော့အဲ့နေရာလေးဖြတ်လိုက်ဟုတ်လားသူတို့လည်းမတက်ရပြီနိုးတိုင်နေရတဲ့ဘဝရောက်နေပြီလေအေးသမီးတို့အေးဘွက်သားတွေစားခြင်းလိုက်တာဆိုတော့အရှင်ဗျာအရှင်ဗျာဒါဟိုဒီမှာကြပြလှူခဲ့ခြင်းနဲ့ညနေအတွက်900လောက်ရတော့မှာဘယ်နဲ့ရပါရောက်လဲမိုင်အကုန်လုံးက156ရောက်ဒီကိုလာပေးပါလားဗျာဒီလာအကုန်ဖွင့်မယ်နာမည်တည်းဘယ်လောက်လဲ1000ပြီအဲ့ဒါအကုန်ဖွင့်လိုက်မယ်နာခေါ်
အမြတ်ခေါင်းမယ်နော် မခေါ်နဲ့အဲ့လူတွေထွက်လို့ပြောလိုက်ပါလားဗျာနော်လွတ်လိုက်ပြီးတော့ညနေလဲပွဲ900ဗျာ အဲ့ဒါမိုက်ဘလို့တော့အင်းသိပိတ်ခံမလားအကုန်လုံး ဒီမှာသူတို့ဘလော့ပြန်ရိုက်ပေးအောင်မတပည့်တော်ပြင်နေဗျာ အဲ့ဒီမိုက်ဒီနာမည်လည်းခေါအမြတ်ခေါ်လိုက်မယ် ကောရပါလိုက် ပိုင်ရတာပုံးလိုက်ပါ ဒီကတော့လည်းပြင်ပါဆိုဟုတ်ပြီ ပြောရ အိတ်ချက်ပြန်ပြီးရင်ပဲကိုတင်ကိုကြီး ခဏလေးခဏလေးခဏလေး ဝေးတန်း အဝါမိသား အောင်ကျ မနေ့ကပို့သွားတာပါ အောင်ကျော်ကျန်နီကျန်ဝင်းအောင်မင်းထက် ပြီးလား ကျော်သူထုံး ဘယ်လိုပြမထိရဘူး အေထုံးခြေဝင်းမော်မော်ခိုင်နိုင်ဦးပြင်မောင်လက်ကိုစင်ထိုက် ဒီပေါင်းနေဒီပေါင်းနေဒီပေါင်းနေပါကောင်းပါ တန်ဝင်း အဲ့ဒီဟိုဘက်ကြောက်လားဟိုဘက်ပြုတ်ကြအောင်မယ်ဟိုဘက်ကကြောက် တေးမရပြီလား ရောက်ပြီအေးမအဒီရပြီဗျာ ဇေယျဆို ဒီရဆို ဟိုအေး ခဏ ဟိုးဟိုး ပိမင်းတင်မကြီး ဟုတ်ပြီခဏဦးတင်နေပြီစကားပြေတော့ဟဲ့ မျိုးလွင်မြင့်ဆွေ ဦးတင်ခဏလေးတော့ပါပြီတော့ မျိုးလွင် ဟိုး သိမရပြီလေ ပြီဟုတ်ပြီမျိုးလွယ် မြင့်ဆွေ ရင်းဆွဲ ယူပါပြန်ကွာ ရှိထားတယ်မရှိခိုင်းမပြင်းနဲ့ ဒါဟုတ်ပြီပြော အထက်ကဒေါ်အေးဆန်း တော်ရစားဟုတ်ပြီ ဟန်ထွန်း ဥပဒေဟုတ်ပြီ ခေါ်နိုင် ဟုတ်ပြီ ခင်စော ခေတော်ဟုတ်ပြီ မထေး တော်မထဲဟုတ်ပြီ အောင်တန်း ကိုသားဟုတ်ပြီ အောင်စရာ အော်တရားဟုတ်ပြီ ကောင်းထက် ဟုတ်တယ်ဟုတ်ပြီ ဦးနိုင်တို့သူ တော်သူဟုတ် အောင်ဝင်း ဘာဝင်းဟုတ်တယ် တော်သူ တော်သူဟုတ် အောင် ပြီ ကျော်ဝင်း အောင်ပြောဝင်း ထော်ထွန်း ဟုတ်ပြီ တနိုင်ကျော် ခဏကျော်ဟုတ် ပ ပြီ န်းချောင်း ဘာဟုတ်ပြီ ဒေါ်လာ ဟောလား ဝင်းချို မင်းကျော် စမ်းမင်း သာမင်း မျိုးစောမင်း ခဏလေးဖေခဏလေးဖေရိုးစုံမင်း ကြည်ထား ရပြီရပြီမျိုးစုံမင်းဟုတ်ပြီ အောင်စီ ဘောတီဘောမယ်ဘောမယ်ပဲပြီးတော့မယ်အကုန်လုံး နုနုရင် လူလူကြီးအောင်ပါတော့ပြန်မယ် သိုးပြေစို့ထိုးပြေစို့ ဟုတ်ပြီတော့ တရားထက် တရားဖြတ်ပဲပြီးတော့ပြန်မယ်အကုန်လုံးပြန်မယ် စမ်းထွန်း ချက်တော့အကုန်ချက်တော့လားတာလို့ရောက်ဒီနာကပါလို့ချက်တော့လား မပါလာလေးတော့ပွားလေးမနော်ဈေးကွက် ဒီကွရောက်ပြီဗျာ အေးနိုင်အရောက်အေးမြေမိုးတော်တဲ့ပြဲကြီးငိမ့်ချမ်းလာကြိုင်ရောင်စိုးဝင်းမြဦးဒင်းအောင်မြဝင်းကျော်မင်းထုံးအောင်အောင်ဇမင်းကိုဖိုးတူ ရညီလေး ပြည့်တည်တယ်ဟုတ်ထုံးအောင်မထေး ကျွန်တော်တို့ခုဆက်လက်လူတန်းနေရတော့ချောင်းဝကျေးရွာမှာကျွန်တော်တို့ โอเค အန်ဒီ တောင်းရတယ်မရေတောင်းရတယ် ရေလိုက်လူမယ်ဗျာ အသေးမ ဒီမှာ အောင်ထက်ပိုင်း ဟုတ်ပါလူမျိုးရေ မြဦးအောင်စင်ကို ဟမ် အဲ့လေခမင်းနဲ့တလေးထည့်ပို့တယ် နေမျိုးထက်ဟောရင်ရွှေ ရောက်ပြီဗျာ မြဦးမြထုံး ရတော့ ခြေဦးကျော်သွားခင်မောင်အေး ဒီပါလေဟုတ်လား ဒါဆက်လေးနဲ့တစ်စင်ကူဆက်လေးနဲ့တစ်စင်ကူပူပြီးလို့ဒီလိုမျိုးထော်လာကြီးနဲ့တင်ထော်လာကြီးတွေနဲ့တင်ထော်လာကြီးတွေနဲ့တင်ပြီးတော့နောက်တစ်ခါဆက်လေးစိတ်ကူထပ်သွားအောင်တော်တော်ဝီးဝီးသွားရတယ်လို့ပြောတယ်ကာတာတွေကရရပါပေါ့ထော်လာကြီးပေါ်တင်
ဒီလိုပဲ ဒါရီငဘောကားလိုင်းကြီးလားမသိစောစောအစည်းပြန်လာမှာလားပထမတစ်စီးပြန်မလာသေးဘူး ပြောမှာကတော့ပြန်ရတယ်ဒီမောင်ပြန်လာမှာဘုံစံတာဆက်သွယ်ရေးဒီမှာရောက်သွားအပတ်ရောက်ရင်လိုင်းမပြီးတော့အဲ့တော့မှာရတော့လူကနေပေါ့ပါ ဒီဆက်လေတွေဆိုတာရန်ကုန်ကလာပြီးတော့ဟိုအလုပ်တဲ့ဟာတွေလာပြီးတော့ကုညီနေတဲ့ပရာဟိတအသင်းတွေပရာဟိတမင်းသားကြီးဖိတ်ပြီးပါဖိတ်ပြီးဒါဖိတ်ကျော်မို့ပရာဟိတမင်းသားကြီးဖိတ်ပြီးဒါတွေကဒါဒီဘက်ရွာဒုက္ခရောက်နေတဲ့ကလေးတွေပါဟုတ်ပြီ ဒီနေ့တော့တယောက်နေလိုက်ပါဒီမှာ ရအကိုလိုက်တကယ်တော့ကိုလိုက်တကယ်တော့ အယက်သမားဝါတွေတော့မရှိတော့ဘူးငါကင်မရာတစ်ဖက်နဲ့ဆိုငါ့ဟောပါပြီ အကိုထားလိုက်တော့ကိုမလုပ်ဘူး ဟောငါလည်းကုသိုလ်ရအောင်ပေါ့ကွာမင်းကလည်း တားရီဘူးခဏမြူဘူးတယ်မလား ဟမ် တားရီဘူးခဏ တက်ကပဲပေး နက်ကပဲ ငါကဒီမှာလက်ကတစ်ဖက်ကဘူးမင်းတို့ကို live ရိုက်ပေးနေရလေဒီမှာတွေ့လားဒီမှာမထမ်းကျင်တဲ့လူတွေလည်းထမ်းဒါကားပေါ်ကနေပြီးတော့ဆက်လေစိတ်ဟေးမလိုက်ရိုက်နေလိုက်ကာကျွန်တော်တို့ကရေနဲ့ကူးမရလို့နောက်ကားတစ်စီးကနေကားကနေကူဆက်လေစိတ်ကိုချဆက်လေပစ္စည်းညောင်လေးဆိုတော့ငါတို့ကတော့မလိုက်ရဘူးဒါကတ္တရာလိုင်းရေမြုပ် ဖွဲ့ပြီးသားလူကဒါငယ်ကိုဖွဲ့ရတယ် လောက်သွားမချင်းနဲ့ရေတွေပွက်လာလိမ့်မယ်ပြည့်ပြည့်လျှောက်စောကြည့်မယုံနဲ့ဒီနေရာတွေကနေပြီးတော့ဆက်လိမ့်နဲ့နောက်တစ်ဆင့်မှအယက်သမားတော်မျက်နှာကြီးရဲပြီးတော့အယက်သမားကြီးမျက်နှာကြီးရဲပြီးတော့ထမ်းနေတာဟိုမှာအယက်သမားရောကျွန်တော်ကကင်မရာတစ်ဖက်နဲ့ဆိုတော့တစ်ထုံး နေပါကြာဒါနေ ဒါဆက်လီလာမယ့်နေရာအဲ့ရနေပြီးတော့ဆက်လီတွေနဲ့သွားကြမှာဆက်လီတွေနဲ့ဒီလိုတွေဒါကြီးကကတ္တရာလိုင်းတောင်ဒီလောက်ရှိတော့ဟိုဘက်ကရွာတွေသွားရမှာဒီကနေသွားဆက်ပြီးတော့ကားတွေလည်းသွားလို့မရတော့ဘူးတကယ်ထမ်းနေတာဟာ
ဓမ္မအရက်သမားအရက်စီချနေတာအရက်စီတွေချနေတာမုံငါမှာဟိုလူကပြောလို့အိုက်ကားတွေကကုန်းပေါ်မှာနဲ့ကိုကရက်ထားတယ်အခုရေတွေတက်လာဆိုကိုပြန်ပြေးဖို့လုပ်လွတ်လားအမအကျင်မကောင်းတဲ့သူရေတက်လာပြီဆိုငါ့ကိုပြေးအောင်လုပ်တဲ့လူ တကယ်တည်းလား ဟာမင်းမနောက်နဲ့ အကောက်ပြောတော့လမ်းလျှောက်ကြည့်တယ်မသိဘူးကြောက်နေတယ်ရေနဲ့ပေါ်တက်တာမတွေ့ဘူး ဟမ် ပေါ်တက်လာတယ် အေးဒီကားတွေကငါကကုန်းပေါ်မှာရက်တယ်တဲထားကိုစီသူကြီးဟာအမီးရတကယ်တဲနေတာဟာရက်စက်တယ်ကိုနိုင်ထွန်းဆရာနိုင်ထွန်းအရက်သမားအရက်စီတွေချနေတာပါကုန်ပြီလား တော်သေးတော့ဘယ်ဝင်ရင် ဟာမင်းတို့အဲ့ဒါဘာလို့ပြန်လာဩအေးဒီမှာဒီကားတစ်စီးပဲဒီဘက်ကိုကူးနိုင်တယ်ဒီကားတစ်စီးပဲကူးလို့ရကျွန်တော်တို့ကားလေးတွေအကုန်ထားခဲ့ရ တခါလေးတင်ရတာဘုံပေါ်လေးကို တင်ပါလေဟုတ် ဟဲ့လို့โอเคဒီတက်ကတည်းကဘုံပေါ်လေးလား လက်ကတော့လုပ်ပါဗျာ ငကဆိုငါဖုံးလို့အေး အချက်ဒီလိုပဲပိုက်ဗျာအေးဟုတ် โอเคဒီမှာတော့ငါလည်းထမ်းတယ်နော်အားစရာဟုတ်တယ် ငါဒီတစ်ခါနှစ်ကဒီလိုလီလေးနဲ့ကဲပြီးတော့တွားရအောင်မကြည့်အမေငါတော်ချိုးတာအမီဟိုး လိုက်ကြီး ဟောလိုက်ကြီးလားအားချောင်းနေသူကြမလို့ဘူးတဲ့ဆရာမရဘူးလိုက်တယ်နော် ဆက်ကြလားတော့ပဲလား တော့ကဒီတစ်ခါတော့ဒီမဲ့ဖုန်းယူလာပေးရဆိုတော့တော့ကပဲနိုင်တော့မယ်ကဲရပြီဆရာနိုင်ပါဆရာနိုင်ဒီလိုမျိုးဆက်လေးနဲ့တည်သွားကြအောင်ဒီကဘယ်လောက်နဲ့တော့မှလူတော့မြုပ်နေပဲဒါလိုင်းလို့ပြောတယ်ဘေးကမြောင်းကြီးလို့ပြောတယ်မော်နေပြီလားခြေထဲမသွားနဲ့တဲ့ပြောရေထဲမသွားနဲ့ပြောနေ အဲ့လိုတော့မြုပ်ပါသူလို့လား ပြောမှဆုံးလို့လေ မြုပ်ပါသူလို့မဟုတ်ပါရေဖုန်းရအောင်ပိုက်ကောင်းတယ်ရေကလာ ရေအာမင်းကလောက်ပြန်ပြီငါ့ကိုပြေးကြအောင်လောက်ပြန်ပြီလူတွေကားတွေဘယ်လောက်များလဲဆိုရင်လားဒီကနေပြီးတော့တမိုင်လောက်ရှိမှတယ်နေလူတွေကားတွေအပြည့်ပဲ
ဟာတကယ်သေးလားဟာကားတွေကတော့တမိုင်းကျော်လောက်ရှိမယ်ခင်ဗျာအများကြီးဟိုးနော်ဒီထက်ကကားဆက်ပြီးဝင်လို့မရ စားတယ်ပြီးမိုးကန်ပြီ ဟမ်မိုးကမရှိဘူးလေ तू မသိဘူးလေ तू က IMB လူလေမင်းကလေ ကျွန်တော်လည်းရနိုင်တယ်မိုးကန် ဟမ်မိုးကဥပြောကောင်းမယ်ဆောင်းတော့ စားရဟာကျွန်တော်ဘလို့ဒီဘက်တော့ရ ဒီမှာခလာရအောင်မယ်ဘုမစင်မဆန့်လို့ စင်မဆန်တာမဟုတ်စင်ကကျိုးတော့မှာ စင်ကကျိုးအောင် ခါညွန့်နေ ကောင်းပြီလားခဏညက်မယ်ဆောင်းကောင်းပြီနားတော့မယ်ကောင်းပြီနားတော့မှာအမိုက်ကြီးဝါ အဲ့ဒီသားနေပြီတို့ဒီ အော်လက်စတတ်တော့ဟမ်သူတို့ကသူများတွေကရေသာထမ်းလို့ဒီမှာဥဆောင်ပြီးခေါ်လာတဲ့လူတွေဒီမှာဥဆောင်ပြီးခေါ်လာတဲ့လူတွေကဒီမှာကြည့်ဒီမှာအမလေးစီသူရေသားနေရမရတော့ဘူးဟိုဒီဘက်ကဆင်ကညွန့်နေပြီပတ်တော့ပုံဖြစ်နေကျိုးတော့အရက်ဂျိုးတွေချွတ်နေတာအရက်ဂျိုးတွေရှာတွေထွက်ပြီးတော့ဒီမှာအနက်ကတွေကကားပေါ်မိုးလင်းတွေကနေပြီးတော့မိုးလင်းတွေကတင်နဲ့တင်ပြက်တွေအခုတော့အချိန်မရှိတော့အချိန်ကြပါပြီ ညောပြနိုင်မယ်လို့ ဘယ်လိုဘိုက်ပါမေးလားဒီနာပရိုက်တာလာလုံနေတာဘီယာတရာရောင်းနေတာပေါ့ အိမ်မှာအဲ့လိုမစားရအောင် ပြန်ပြီးတော့ ဒီဝိလာလူမှာကောင်းမှုပဲအိမ်မှာဒါမျိုးမသား မိမလည်းလုံးမပြေဘူးလား အဲမိမတဲ့ရမကောင်းလကားသားနေမုံတော့ပစ္စည်းတင်မှုဆက်နေတော့ ဇွန်ဆွဲယူပဲ ဟုတ်ကောဟမ်စားကောင်းစား ဟုတ်တယ်မတက်ဘူးဘာမှမမိုင်းနေပဲ တော့မကြည့်နော်တော့ဘိုးလေး ဒါရတရားသိနေတာလေ တော့ဘိုးစားတော့ဘုန်းကြီးကတော့ဝဲလာတယ် သူများတွေကလုံးလုံးနေပါ ဒီဒီမိုးလေးကောက်နေလေ ဟုတ်ကဲ့တက် ဟောလာကြည့်တော့ ပြီးရင်ရတက်တော့မှာတိုင်းမကောင်းသေးပြီးရင်တက်တော့မှာ တပင်းနေပါကြွကုန်ပါဟာလေ တ
ဖိနစ်ဆိုသူတက်သွားလားပြီအမေဖိနစ်ဆိုသူတက်သွားလား ဘယ်ကောင်းလဲခင်အပေါ်ရောက်ပါဖြစ်နေပဲနေ တဲ့မလားကျေးဇူးလိုက်မလဲ အဲ့နော်ပေါ်လုံးလိုက်မှာတော့ပုံများ လက်လို့ရလား ဟုတ်အားလုံးပဲမင်္ဂလာပါဗျအခုမြင်တွေ့နေရတော့ကျွန်တော် ARD တိုင်း၄မျက်နှာတရားဖြစ်ပါတယ်ဗျကျွန်တော်အခုလက်ရှိတရားကျိုးတရားပေါ့တရားတရားတွေလမ်းကြည့်မယ်ဆိုတော့ဒါငွေပြည့်ကြီးဗျငွေပြည့်ကြီးကိုတာပါတယ်အခုပေးနေရပက်လေလောက်ဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒါပါဒီယာကျွန်တော်တို့ဒါ ARD တိုင်းဝင်ကြီးချုပ်ကျွန်တော်ဝင်ကြီးတွေဌာနဆိုင်ရာတွေကျွန်တော်သိဝင်ကြီးတွေအားလုံးပူးပေါင်းပြီးတော့မှအမြန်ဆုံးတော့ဆောင်ရနေပါတယ်ဘာတွေဒါနဲ့တက်တင်တွေ grade တွေလည်းရောက်ရှိနေပြီဖြစ်ပါတယ်ဗျနော်ပြီးရင်ကျွန်တော်ဒီမှာဆိုရင်အင်အားဖြင့်ကျွန်တော်တက်မတော်သားတွေဗမာနိုင်ငံပြည်သက်တပ်ဖွဲ့ဝင်နေတဲ့တခြားဆောင်းလုံးရှင်တွေပါပဲကျွန်တော်10မြောက်အကုန်ဌာနအစုံကနေပြီးတော့မှအင်တိုင်းအားတိုင်းကိုဆောင်ရနေတာဖြစ်တဲ့အတွက်လက်ရှိနေတာပြည်စည်းမှုနေတာ80ရာခိုင်နှုန်းလောက်ပြီးသီးသွားတဲ့နေတာကိုကျွန်တော်တွေ့ရပါတယ်အကြမ်းအချိန်လေးမှာကျွန်တော်ဒီရာနာပိတ်နိုင်ခဲ့မယ်ဆိုရင်ကျွန်တော်လေးမျက်နှာမျိုးကြီးဟာခွင့်ကြီးတောက်သွားမှာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့လေးမျက်နှာမျိုးတွေကိုကားနဲ့ဒီကျွန်တော်တို့ဝယ်ခဲ့ပြီးပါပြီကားလေးမျက်နှာမျိုးတွေတော်တော်ကားလဲခီးလဲသွားလို့ရနေပြီရေလဲတော်တော်ကျသွားပါပြီဒါကြီးကခုနောက်တဲ့30ရာခိုင်နှုန်းလောက်ပြီးသွားမယ်ဆိုရင်တော့ကျွန်တော်ဒီလေးမျက်နှာမျိုးပတ်ဝန်းကျင်မှာရှိတဲ့ဓာတ်အားလုံးကျွန်တော်တို့ရေချမှုတန်ကိုအများဆုံးပြီးသီးသွားမှာဖြစ်ပါတယ်ဗျအခုကျွန်တော်တင်ဆက်နေရတော့ ARV တိုင်းလေးမျက်နှာရဲ့ကျွန်တော်တို့နောက်ဘက်ကျန်ဒါလေးမျက်နှာတရားဖြစ်ပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်အများဆုံးသဘောဘေးရန်နေကြီးမှာကင်းဝေးကြပါစေဗျ